အပိုက်နှင့်ဆက်ခွန်သခင်ဖျား၌မြူဝဲသောသူသည်ထိုသခင်နှင့်တစိတ်တဝမ်းတည်းဖြစ်နော်အတွက်အစာပြုစုတောင်းကိုကြရနေပဲအစာပြုစုတောင်းမှာဖြစ်ပါတယ်တရှင်ကောင်းတဲ့တော့ဖျားကိုကျေးဇူးတင်နေပါပထမဆုံးဒီနေ့အချိန်နဲ့စီစဉ်ပြီးတဲ့အတွက်ကိုရနာမှာတော့ချီးမွမ်းပါတယ်ဟာလေလုယာကိုတမျိုးစိတ်နှလုံးဝိညာဉ်ကိုလက်ဝဲထဲမှာအနန္တအဖဒီနေ့တမျိုးချနားထောင်ရမယ့်ကိုရောရဲ့နောက်ကပတ်တော်အဖြစ်တမျိုးတို့ချင်းစီရဲ့နှလုံးသားကိုတူထိနာတော့ပါအလောင်းနဲ့အပြတ်မတူပဲကိုရောအသက်တော်အသက်တာနဲ့ခေါ်ရစီတော်မူပါကျင်းတဲ့လုံးစုံကိုကေရပါရှိခရတော်မြတ်ဖနာမှာဆောစကအနာပါပါအာမင်မင်းပထမဦးဆုံးပေါ့နော်ဂုံတော်ချီးမွမ်းဖို့ရန်အတွက်ကျေရှင်တော်ကိုအချိန်ပေးရှင်ပါတယ်တော့ချီးမွမ်းတာမဟုတ်ဘဲနဲ့ worship ပေါ့နော်အကုန်လုံးဖျားမမောက်တော့တူဝင်ရအောင်လို့ဟောတချင်းစာသားက messenger group ထဲမှာပို့ပေးထားပါတယ်အမွေခံဒီကနေပဲကာရာโอเกနဲ့ဖွင့်လိုက်ပြီးတော့အတူတူချီးမွမ်းပေးဖို့ခေါ်ဖိတ်လိုပါတယ်What did you love? Deep it down, no, you did. Didn't say I'm pushing it. Dancing around, open to music. God, I tell. A clear time to believe. Not to long, a baby down. No, yet, I didn't say that you seem good. Dancing around, open to music. I turned on it, I found I knew Charging full on it, on it, window traffic, via traffic. Winning out if we got tired of charity. Winning yes, people got in a sayari. Tower of fire, we come, we say. Oh, Tani election mo yan. Narrative appear to be. What too long, a baby down, to know yet, I didn't say that we still have. Thank you, Lord, we bring to you, baby. I turned on it, the song I live and Charging full on it to live and we know that we are God with you. Winning now, we bring that kind of charity. Winning yes, we bring that in a sayari. Tower of fire, we come, we can. A candle. Turned on me, the song I live and
Thousand cool on a tune, Kayari, Indoda, Yata, Pipi. Winning now, we got no child. Winning, yes, we got in a yabi. Now, a power, we come, be clear. No name, no name, I let you, baby. To my whole die, baby. Oh, this is all of my baby. No name, no name, I let you, baby. To my whole die, baby. Oh, this is all of my baby. Chando, lisa song na liya, childing cool on a tune kayari, endo tha kayari, hiya tha pipi ame. Winning nari kwenda tano chayari, winning yaki kwenda nina sayari, taura paya musa muka. Chapiro Chimoya Atando. Atando, Lisa Stona Limpayari. Chausi Purone Tuni Payari. Ainota Pipayari. Hiata Pipi. Winning Nari, bring up no charabi. Winning Nessie, bring up in a sayabi. Taura pie and we can be queer. Amen. Amen. ဆက်လက်ပြီးတော့အထူးဆုတောင်းခြင်းမှာပါဝင်ဖို့အတွက်Gail Jing ကိုဖိတ်ခေါ်ပါတယ်။လမ်းကောင်းလားမသိ။ Hey, sabi sutangဟုတ်ပါတယ်နော် အထူးဆုတောင်း ကြားရလားဟုတ်အထူးဆုတောင်း ကြားပဲ အထူးဆုတောင်းတက်ဆုတောင်းတင်ပြထားတဲ့သူတွေရှိလားမသိမကြားလိုက်ရလား comment နဲ့ဆိုင် ကဲတခုတောင်းချင်ပါတယ်လာမယ့်တနင်္ဂနွေနေ့ပေါ့နော်တနင်္ဂနွေနေ့ကျရင်စင်ကာပူကနေဂျပန်ကိုပြန်လာဖို့စီစဉ်ဖြစ်ပါတယ်လို့အကုန်လုံးကြောင်မဖြစ်အောင်ဖြတ်တဲ့ခင်လမ်းပြဖို့ဆုတောင်းပေးပါလို့တောင်းချင်ပါတယ်ကျေးဇူးပါပြီးတော့တခြားသူတွေရှိရင်လည်းတင်ပြလို့ရပါတယ်လို့ဒါဆိုရင်မရှိဘူးပေါ့နော်အားလုံးစုတောင်းကြအားလုံးတူတူကစုတောင်းရအောင်လို့ဖက်တခင်နာမတော်ကိုချီးမွမ်းပါတယ်ဒီနေ့ကိုရဖပြပြန်လဲပြီးတော့မှစစ်စီနဲ့ကိုရဖပြကိုလိုမျိုးလူငယ်တွေနဲ့တူတူကမိတာရဖွင့်ခွင့်ရတဲ့အတွက်နာမတော်ကိုချီးမွမ်းပါတယ်ဒီစီစဉ်အဖြစ်နဲ့ကိုရဖပြဘုံတော်ထင်ရှားဖို့ဖြစ်စေပါလူငယ်မြောက်များစွာကိုကိုရဆွဲခေါ်ပြီးတော့မှဖက်တခင်နိုင်ငံတော်အတွက်ဖြစ်စေပါဝိနည်းမရှိတွေကိုပွင့်လင်းစေပြီးဝိနည်းနာတွေကိုကိုရှင်ဇာတတ်တဲ့သူတွေဖြစ်စေဖို့ကိုရနိုင်ခိလမ်းစာတွေဖြစ်စေပါနာမတော်ကိုချီးမွမ်းပါတယ်ကိုရောဖပြဒီနေ့မြန်မာပြည်ကြီးအတွက်လည်းဆုတောင်းပါတယ်မြန်မာပြည်ကြီးကိုလည်းကိုရောဖပြโอเคယူနာတော်ကိုတဲရောက်စေလက်ပြန်လဲပြီးတော့မှနေချင်းစပွဲကောင်းတော့မြန်မာပြည်ကြီးဖြစ်စေပါအမြပြည်သူများကကိုရောဖပြကိုပိုင်လုပ်ငန်းများနဲ့နေထိုင်ပြီးတော့မှပျော်ရွှင်ပွဲကောင်းတဲ့မြန်မာပြည်ကြီးဖြစ်စေပါကိုရောဆက်လက်ပြီးတော့ပြန်
ဂျပန်နိုင်ငံမှာအလုပ်လုပ်နေတဲ့ကိုရောဖဖျားအယောက်စီတိုင်းကိုစူတောင်းကောင်းချီးပေးပါတယ်ထူးတစ်ဖြင့်လူငယ်မြောက်များစွာကိုရောကိုဂျုံကြည်တဲ့ဒါသမီးမြောက်များစွာကိုတို့ရှိတဲ့နေရာမှာကိုရောဖဖျားတို့လှုပ်လှုပ်တဲ့နေရာမှာတို့လည်းကောင်းကိုရောဖဖျားမိနတာကိုပေးလက်ကိုရောဘုံတို့ထင်ရှားဖို့တဖြစ်စေပါအလုပ်လုပ်တဲ့နေရာမှာကိုရောရဲ့မိနတာကိုပေးပါကိုရောဖဖျားကိုရောသားသမီးတွေကိုဖဖျားတခြားတူတွေနဲ့မတူစေဘဲနဲ့ထူးခြားသောသူတွေဖြစ်စေပါကိုရောနာမတော်ကိုချီးမွမ်းတဲ့အယောက်စီတိုင်းအကျဉ်းစီတော့ကိုရောအကျဉ်းစီတော့ရှိတယ်ဆိုတော့သမီးတို့ယုံကြည်တယ်ဒါသမီးတွေရဲ့ကိုရောဖဖျားတက်တာမှာကိုရောရဲ့အကျဉ်းစီတိုင်းကိုရောအလိုတော်တိုင်းပဲကိုရောဖဖျားအသက်ရှင်တဲ့ဖို့ကိုရောသားသမီးကိုတွင်တင်ပေးပါလူငယ်ရောက်စင်စီတိုင်းကိုလည်းယေရှုနာမဖြင့်ကောင်းချီးပေးပါတယ်သူတို့ရှိနေမှာအလင်းဖြစ်စေပါဖတ်လို့ရတဲ့စာတွေဖြစ်စေပါကိုရောတွားစေခြင်းတဲ့နေရာကိုရောလှုပ်စေခြင်းတဲ့နေရာကိုရောပြောစေခြင်းတို့စကားတွေကိုရောတွေးတက်တယ်လို့တွေးတက်ဖို့ကိုရောဖဖတဲ့သမီးတို့ကိုကိုရောဦးဆောင်နဲ့လမ်းပြပေးတော်မူပါကိုရောကိုလိုအပ်တဲ့ဖဖသခင်ဆက်လက်ပြီးတော့မှမကြခင်မှာကိုခုံလေးလည်းကိုရောဖဖစင်ကာပူကနေဂျပန်ကိုပြန်လာဖို့အတွက်ကိုအစီအစဉ်ရှိပါတယ်ကိုရောဖဖသူစီနေရမယ်လေမြယထာမြကာမယေရှုနာမဖြင့်ကောင်းချီးပေးပါတယ်သူတို့ရဲ့လမ်းမှာကိုရောဖဖကွယ်ကပြီးတော့မှအလုံးထုံးစာပို့ဆောင်ပေးပြီးသူတို့နာမတော်ကိုချီးမွမ်းပါတယ်သူမိသားစုနဲ့သူကိုလည်းယေရှုနာမဖြင့်ကောင်းချီးပေးပါတယ်ကိုရောဘာပဲဒီခင်တမီစုတောင်းဖို့မပြည့်စုံတော်လေကိုရောဖဖတမီတို့မတောင်းခင်ကလေးကပြင်တည်တဲ့ဖြတ်တခင်ဖြစ်ပါတယ်ကိုရောနေမပြည့်စုံခြင်းအလုံးကိုပြည့်စုံစေတဲ့ဖြတ်တခင်ကိုကျွန်တော်နာမတော်ကိုချီးမွမ်းပါတယ်ကိုရောဒီကိုကိုချင်းချီးမွမ်းခြင်းလုံးစုံကိုရောကိုပေးလေသူတောင်းစကနတဲ့ခမတခင်ယေရှုဖြစ်မြတ်တော်နာမဝင်ပြုလေတောင်းစကနကြောင့်ရပါပဲတခင်အာမင် Amen. Amen. အာမင်အတူဆုတောင်းပေးတော့တဲ့ဥပဒေပေါ်မှာဖြတ်တင်တိုက်ကောင်းကြည့်ပေးပါစေအခုချိန်မှာဘောနော်နှုတ်ကပတ်တော်ကိုနားဆင်ဖို့အချိန်ရောက်လာပါပြီဥကုဆန်ကိုဘောနော်အချိန်ပေးပါမယ်အဆုံးသတ်မှာဥကုဆန်ကပဲဥဆောင်တော့ပေးဖို့နေရရှိますはいအားလုံးမင်္ဂလာပါဘောနော်ကေကချင်းစကားမတက်တဲ့ခါကြတော့ဘောနော်အားလုံးကအဲ့လိုမြန်မာလိုအစီအစဉ်လုပ်ပေးရလဲကျေးဇူးတင်ပါတယ်လို့ပြောဒီက live stream ဖြစ်တဲ့အတွက်ကြောင့်ဘောနော်မြန်မာပြည်ကနားထောင်နေတဲ့ဇုံမီလူငယ်တွေပဲဖြစ်ဖြစ်ပေါ့အားလုံးလူငယ်တွေလည်းမြန်မာလိုနှုတ်ကပတ်တော်ဟောမှာဖြစ်တဲ့အတွက်ကြောင့်ခွန်အားရမယ်လို့ယုံကြည်ရပေါ့နော်ဆိုတဲ့ခါကျတော့ဒီနေ့မှလည်းပေါ့နော်ဒီ ZCC ကလုပ်တဲ့ fellowship အစီအစဉ်မှာပေါ့နော်ကေကိုနှုတ်ကပတ်တော်ဝင်ကခွင့်ပေးရတဲ့အတွက်လည်းဖိတ်ခေါ်တဲ့သူတွေအားလုံးကိုလည်းကျေးဇူးတင်တယ်လူစီစဉ်တဲ့လူငယ်တွေအားလုံးကိုလည်းကျေးဇူးတင်တယ်ပေါ့နော်ကေကတော့လောကစုံပါဦးမတက်တဲ့ခါကျတော့လုံးဝကိုပေါ့မြန်မာလိုပဲဟောတာမယ်ပေါ့နော်အရင်လည်းမရှိဘူးပေါ့နော်ပြီးတော့ကေရဲ့အကြောင်းတွေလည်းမပြောပြတော့ဘူးပေါ့နော်ဒါနှုတ်ကပတ်တော် live stream ဖြစ်ပြီးတော့အားလုံးကလည်းချိန်ပေးပြီးကြည်နေတဲ့ခါကျတော့လीနော် internet ဖို့လည်းကုန်တဲ့အတွက်ကြောင့်မလို့အချိန်တူတူလေးတွင်းမှာပဲအားလုံးအတွက်နှုတ်ကပတ်တော်တွေကိုပဲဂိတ်တိုက်ရိုက်ပဲပြောသားရပဲပေါ့နော်ဂိတ်အကြောင်းသိချင်နေရနောက်မှပဲ fellowship အချိန်နေမှာပဲဖြစ်ဖြစ်ဂိတ်ကိုလာပြီးတော့စကားပြောပြီးတော့သိချင်တာတွေလာမိလို့ရရပေါ့နော်ဆိုတော့ဂိတ်အကြောင်းတွေတော့ဒီနေ့ဘာမှမပြောတော့ပဲနှုတ်ကပတ်တော်ပဲသွားမယ်ပေါ့နော်ဆိုတော့နှုတ်ကပတ်တော်မသွားခင်မှာအားလုံးကိုမိခွန်းလေးမေးချင်တယ်ပေါ့နော်ဒီနေ့ဂျပန်မှာဆိုရင်အခု9 နာရီထိုးပြီပေါ့နော်ဆိုတော့အားလုံးညစာစားပြီးရပြီလားမသိဘူးနော်ဆောက်ပြရထင်တယ်နော်အားလုံးကအတန်နေပိတ်ထားဆိုတော့တယောက်နှစ်ယောက်လောက်ပဲဖြည့်ပေးလဲအဆင်ပြေတယ်ညသာစားပြီးရသူလက်ထောင်လေးနေ Hi, Sabi Babi. အဲ့ဆိုနောက်ထပ်မိလိုက်ပါအောင်မယ်ဒီနေ့ကျန်းစာဖတ်ပြီးပြီဆိုတဲ့သူကဲကိုလက်ထောင်ပြပါအောင်ကဲကိုကျန်းစာတမိနစ်ပဲဖြည်းဖြည်းဖတ်ပြီးပြီဆိုတဲ့သူလက်ထောင်ပြပါဝါကာဒီမတ်တာဟုတ်ပြီနော်အဲ့ဆိုကဲနှုတ်ကပတ်တော်အစာပြုဖို့အတွက်ကျန်ဆူတောင်းချင်တယ်ပေါ့နော်ဖခင်ကျေးဇူးတင်နေဒီနေ့မှာလည်းတမျိုးနှုတ်ကပတ်တော်ဝင်ငါဖို့ရအတွက်အချိန်တိုင်းကောင်းပြင်ဆင်ပေးရအတွက်ကျေးဇူးတင်နေဒီနေ့နှုတ်ကပတ်တော်အဖြစ်ဒီမှာ2000နေတဲ့လူငယ်တွေရဲ့အသက်တာမှာနေပြီးတော့ဒီဆောက်စရာနဲ့သူတို့ရဲ့အသက်တာမှာစဉ်းစားစင်စရာနဲ့တကယ်ပဲသူတို့ရဲ့အသက်တာထဲမှာပြန်လည်ပြီးတော့ဖခင်ကောင်းမြတ်ကြောင်းပြန်လည်တွေးခေါ်နိုင်ဖို့အတွက်ဖခင်ကသူတို့ရဲ့ဝိညာဉ်မျက်စိဝိညာဉ်နာတွေကိုဖွင့်ပေးတော်မူပါမြန်မာနိုင်ငံအနေနဲ့2000နေတဲ့အယောက်ချင်းစီတိုင်းရဲ့အသက်တာထဲမှာလည်းသူတို့ရှိသက်ပြီးတော့ဘာတွေဆက်လုပ်ရမလဲဆိုတဲ့အရာကိုခွန်အားဖြစ်စေဖို့တမန်နှုတ်ရှာပါဇက်ကိုအသုံးပြုတော်မူပါတမန်ဟောခြင်းမဟုတ်ဘဲနဲ့ဖခင်ပြောတဲ့စကားတွေကိုတကယ်ပဲပြောနိုင်ဖို့အတွက်ကိုယ့်ရဲ့အတွေးခေါ်ယူဆတွေမဟုတ်ဘဲနဲ့ကိုရောနှုတ်ကပတ်တော်တွေကိုပဲဟောကြားပေးနိုင်တယ်ဖြစ်စေဖို့တမန်နှုတ်ရှာပါဇက်ကိုလည်းကောင်းချီးပေးပါအချိန်တိုင်းကိုလည်းတက်ရှင်တော်ဝိညာဉ်တော်ဖခင်ကပဲဆက်လက်ပြီးဥဆောင်ပါမိအကြောင်းယေရှုနာမကိုအမိပေးတောင်းပါတယ်ဖခင်
ဆိုကေဒီနေ့ဟောခြင်းနဲ့နှုတ်ကပတ်တော်လေးရတော့ပေါ့နော်အားလုံးလည်းကြားဖို့ပြီးသားဖြစ်မယ်လို့ထင်နော်ဒီနေ့ကရှင်မတေခရစ်ဝင်အခန်းကြီး14နဲ့ရှင်မတေခရစ်ဝင်အခန်းကြီး15ထဲမှာပါတဲ့ဖြစ်ပျက်ပြီးတော့အချက်လေး3ချက်နဲ့နှုတ်ကပတ်တော်ဝင်ငါသွားခြင်းနဲ့ပေါ့နော်ဆိုတော့ခါကျတော့ကေရတော့တရားဟောတာနှုတ်ပါစတာလည်းမဟုတ်နော်ဒီတိုင်းပဲတာမယ်လူငယ်ပဲဖြစ်တယ်ပေါ့နော်ဒါပေမဲ့ကိုဖတ်ထားတဲ့ကျမ်းစာတွေထဲကနေပြီးတော့ပဲအားလုံးဝင်မြသွားဒါမှခုနကတော့ဆိုရင်ညနေစာစားပြီးပြီလားလို့မိလိုက်တဲ့ခါမှာအားလုံးစားပြီးကြပြီလို့ထင်တယ်လက်ထောင်နော်ဒီကျန်းစာဖတ်ပြီးလားလို့မိလိုက်တဲ့ခါကျတော့ကေတိတ်မမြင်လိုက်ရဘူးပေါ့နော်ဖုန်းနဲ့ကြည့်ရဖြစ်တဲ့ကြောင့်ဒါကြောင့်ကေကတော့ဒါအားလုံးကိုဒီနေ့အခုဒီ season ကိုပါတဲ့ဒီ season ကိုလာတဲ့သူတွေထဲမှာကျန်းစာအုပ်ဘေးမှာရှိနေနိုင်တယ်ပြီးရခါမှာသူကလည်းဖုန်းနဲ့ဖတ်တဲ့သူပေါ့နော်ပြီးတော့တချို့ကကြတော့လေမြန်မာလိုဖတ်တဲ့သူပဲတချို့ကကြတော့ဇုံ live ပေါ့နော်ဇုံမီ language နဲ့ဖတ်တဲ့သူလည်းရှိမယ်ဒါပေမဲ့ကေကတယောက်ကိုတော့ volunteer ခေါ်ခြင်းနေပေါ့နော်ကျန်းစာတော့ဘေးမဖတ်တော့ဘူးဒါပေမဲ့နှုတ်ကပတ်တော်တော့ကေဝင်ငါသွားမယ်ကျန်းစာတော့ကေမြန်မာမဖတ်တော့ဘဲနဲ့ဘေးနားမှာကျန်းစာကိုအစင်လေးရှိရလို့ကကေကိုကျန်း volunteer ကေခေါ်ခြင်းနေပေါ့နော်ဒီနေ့ကေကိုတယောက်လောက်ကပေါ့နော်ရှင်မတေခရစ်ဝင်အခန်းကြီး14အခန်းငယ်15ကနေ21ကိုတယောက်ကဖတ်ပြီးပါပေါ့နော်ဇုံ line နဲ့ပဲဖြစ်ဖြစ်မြန်မာလိုပဲဖြစ်ဖြစ်ဖတ်ပါတယ်နောက်တစ်ယောက်ကိုလည်း volunteer ကေရောမခေါ်တော့အဆင်ပြေတဲ့သူอ่ะဗောနော်လက်ထောင်မျိုးဖတ်တယ်နောက်ထပ်ဂျမ်ဘိုက်ကကြတော့ရှင်မတေခရစ်ဝင်အခန်းကြီး15အခန်း32ကနေ39ကေကိုတယောက်စီကဖတ်ပေးပါလို့အဆင်ပြေတဲ့သူอ่ะအရင်စဖတ်ပေးပါရှင်မတဲ့ခရစ်အခန်းကြီး15အပိုင်း32ကနေโอเคတွေ့ရင်နေရပါရတယ်32ကနေ39ထိလား14ကကြတော့15ကနေ21အဆင်ပြေတဲ့သူဖတ်ပေးပါနော်15အရင်ဖတ်ရတယ်14လည်းဖတ်15လည်းဖတ်ရှင်မတဲ့ခရစ်အခန်းကြီး15အပိုင်းငယ်30ထိုအခါယေရှုသည်တပည့်တော်တို့ကိုခေါ်၏ဤလူများကိုငါတနာ၏3ရက်ပတ်လုံးငါနှင့်အတူရှိကြသည်စားစရာအလျင်းမရှိလမ်းခီး၌မောမီကိုစိုးရင်တော့ကြောင့်အစာမစားမီသူတို့ကိုလွှတ်ခြင်းကငါအလိုမရှိဟုမိန့်တော်မူ၏တပည့်တော်တို့ကဤများလောက်များသောလူစုတို့ဒီဝါစာစားလောက်သောအစာကိုဤသောအရ၌အကျွန်ုပ်တို့အပေတို့ရနိုင်ပါမည်ဟုရှောက်ကြသောယေရှုကသင်တို့တွင်မုန့်ပင်နှလုံးရှိသည်ဟုမိန့်တော်မူ၏မုန့်ခုနှလုံးနှင့်အနှဲငယ်များသောငါးကောင်ကလေးရှိပါသည်ဟုပြန်လျှောက်ကြ၏ထိုအခါလူအစုအဝေးတို့ကိုမြေပေါ်မှလျောင်းကြစီဟုမိန့်တော်ရှိ၏မုန့်ခုနှလုံးနှင့်ငါးတို့ကိုလည်းယူ၍ကြီးစတော်ကိုချီးမွမ်းပြီးမှမုန့်နှင့်ငါးကိုဖဲ့၍တပည့်တော်တို့အားပေးတော်မူ၏တပည့်တော်တို့လည်းလူအပေါင်းတို့အားပေးကြ၏လူအပေါင်းတို့သည်စားရေးဝါကြပြီးလျှင်ကျွင်းရစ်တော်အချို့အပဲ့ကိုကောက်သိမ်း9000အကြီးရကြ၏စားသောအရေးအတွက်ကမိန်းမနှင့်တငယ်မဆိုပဲယောက်ျား4000ရှိသည်ထိုလူများတို့ကိုလွတ်တော်မူပြီးမှလေစီ၍မာဂဒလကြီးတို့ရောက်တော်မူ၏အာမင်ယေရှုတင်နောက်ထပ်တစ်ပိုက်ကရှင်မတေခရစ်ဝင်အခန်းကြီး14အခန်းငယ်15နေ20ကိုကေကိုတယောက်ဖတ်ပေးပါမနော်မြန်မာလိုပဲဖြစ်ဖြစ်စုံလိုက်နေပဲဖြစ်ဖြစ်အရတယ်15နေဘယ်လောက်လဲ15နေ21ရှင်မတေခရစ်ဝင်အခန်းကြီးအခန်းငယ်15နေနေတပည့်တော်တို့သည်ချင်းကဲ့ရဲ့ယေရှုတော်ရဖြစ်ပါ၏မူလဲချုပ်ပါပြီလောဆိုဝေတို့ဒီမြို့ရတော့တော်ရဲ့စားစရာကိုဝေစီချင်းကအခွင့်ပေးတော်မူပါဟုရှောက်ကြလင်ယေရှုကတော့ရတော့အကြောင်းမရှိသူတို့စားစရာဖို့တင်တော့ပေးကြလို့ဟုမိန်တော်မူ၏တပည့်တော်တို့ကလည်းမုံငါလုံးနဲ့ငါးနှကောင်မှတပအဝဲစားစရာများအကျွန်ုပ်၌မရှိပါဟုရှောက်ပြန်လင်ထူမုံနဲ့ငါကိုယူခဲ့ကြဟုမိန်တော်မူ၏ထိုအခါလူအစုဝေတို့ကိုမျက်ပြင်ပေါ်မှာရောင်ကြစီဟုအမိန်တော်ရှိ၏မုံငါလုံးနဲ့ငါးနှကောင်ကိုလည်းရှူရဲကောင်းကင်တုတ်ချင်းမျောလင်ကျေးဇူးတော်ကိုချီးမွမ်းပေးမှမုံနဲ့ငါကိုဖဲ့၍တပည့်တော်တို့အားပေးတော်မူ၏တပည့်တော်တို့ဒီလည်းလူအပေါင်းတို့အားပေးကြ၏လူအပေါင်းတို့ဒီစားရဲဝကြပေးမှကျွင်းရသောအကျိုးပဲ့ကိုကောက်တင်၍12တောင်းအပြည့်တငယ်ကိုမစိုးပဲယောက်ျား9000များလောက်ရှိတဲ့အမေကျန်စာဖတ်ပြီးသွားတယ်ရှန်လိုနဲ့ဂျီရှန်လိုကိုဖျားခင်ကောင်းကြီးပြပါစီပေါ့နော်ဆိုတော့ဒီနေ့မှာကေရဒီ story ထဲကနေပြီးတော့ပေါ့နော်အချက်လေးတော့ကဲတို့ဒီနေ့ညပြန်ပြီးတော့ဆင်ခြင်စရာလေးတွေကိုကနှုတ်ကပတ်တော်ဟောသားခြင်းတယ်ပေါ့နော်တကယ်တော့ကေရတော့ကို full time minister လည်းမဟုတ်ဘူးနော်ဆိုတဲ့အခါကျတော့တချို့အချက်ကလေးတွေကတော့ဒါကေကျန်းစာဖတ်နေဖျားကကိုယ်စကားပြောရဲလို့ထင်ရတဲ့နှုတ်ကပတ်တော်လေးတွေပဲကေရဒီမှာလိုအပ်မဲ့ထင်လို့ပြန်ဝင်ငါတာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီနေ့ညကေ
တဲ့နှုတ်ကပတ်တော်ကတော့ဒီရှင်မတေခရစ်ဝင်အခန်းကြီး14နဲ့15ခုနဖတ်သွားတဲ့ story ကိုပဲအခြေခံနေအားလုံးလည်းကြားပြီးသား story လေးတွေဖြစ်မယ်ပေါ့နော်ငယ်ငယ်တော့ Sunday School မှာဘုံငါလုံးနဲ့ငါးနှကောင်သခင်ယေရှုလုပ်ခဲ့တဲ့နမိတ်လက္ခဏာဆိုတဲ့ဟာလေးပေါ့နော်အဲ့ဒီကနေကိအချက်3ချက်ကိုပြောသားချင်တယ်ပေါ့နော်ဆိုတော့ဒီနေ့ကိရဲ့နှုတ်ကပတ်တော်ခေါင်းစဉ်ကအားထုတ်ခြင်းနော်အင်္ဂလိပ်လို့ဆိုရင်တော့ efforts ပေါ့နော်ဂျပန်လို့ဆိုရင်တော့ do နော်ချင်းလို့ပြောမယ်ဆိုရင်တော့ ham ကြံနာအတန်ထွက်ကတော့ဟုတ်မယ်လို့ထင်တယ်ပေါ့နော်ဟုတ်ပြီနော်အဲ့ဆိုဒါဆိုရင်နှုတ်ကပတ်တော်ကိုသွားချင်တယ်ပေါ့နော်ဒီနေ့မှာအဓိက highlight လုပ်သွားချင်တဲ့အပိုင်းလေးကတော့တကြောင်တည်းပဲရှိရပေါ့နော်ဒီ story လေးနှစ်ခုကိုကြည့်လိုက်တဲ့အခါမှာသခင်ယေရှုဒီတတ်တော်ထင်ရှားတဲ့အချိန်မှာတပည့်တော်တွေကသူနဲ့အတူတူပေါ့နော်သခင်ယေရှုရဲ့နောက်ကိုလိုက်တဲ့အခါမှာနမိတ်လက္ခဏာတွေအများကြီးသခင်ယေရှုလုပ်ခဲ့တယ်ပေါ့နော်အဲ့ထဲမှာဒီမုံငါးလုံးနဲ့ငါးနှစ်ကောင်ရဲ့ပြီးရခါမှာရှင်မတေဂရိရဲ့အခန်းကြီး14မှာကျတော့မုံငါးလုံးနဲ့ငါးနှစ်ကောင်အပြင်လူမိန်းမတွေကလေးတွေယောက်ျား9000ကိုအဝကျွေးတယ်အပြီးအကျွင်းအကြံကိုကောက်သိမ်းတဲ့ခါမှာကျမ်းစာထဲမှာပြောတယ်12တောင်းပို့တယ်ပေါ့နော်နောက်ကရှင်မတေဂရိရဲ့အခန်းကြီး15 32ကနေ39ရဲ့ story ကိုဒါတော့ကြည့်ရခါမှာမုံနှလုံးနဲ့ငါးအနေငယ်နဲ့ပဲလူတွေမိန်းကလေးနဲ့အမျိုးသမီးနဲ့ကလေးတွေမပါဘူးယောက်ျား4000ကိုအဝကျွေးတယ်အဲ့ဒီမှာအကြံ9တောင်းကြံနေဆိုတဲ့ဟာလေးပေါ့နော်အားလုံးလည်းအိမ်ပြန်ရင်အချိန်ရရင်ပြန်ဖတ်ကြည့်စေချင်တယ်အဲ့ထဲမှာကဲရဒီနေ့ညအားလုံးကိုပြောချင်တဲ့ဟာလေးကကြတော့ပေါ့နော်နံပါတ်1ချက်သခင်ယေရှုကဒီအဖြစ်အပျက်ကိုကြည့်လိုက်တဲ့အခါမှာနမိတ်လက္ခဏာလုပ်တယ်ဘာနဲ့လုပ်လဲဆိုတော့သခင်ယေရှုကသူကလူလေးဖြစ်တယ်လူသားတီကိုခံပြီးတော့ကဲရုလောကကြီးကိုသူလာခဲ့ပေမဲ့သူကမဖြစ်နိုင်တာပေါ့နော်မိုးကောင်းကင်ပေါ်ကနေဘုရားသခင်ဒီလူတွေကိုကြွေးဖို့ရအတွက်ကျွေးပါဆိုပြီးတော့သူအဲ့လိုမျိုးကြီးမရှိတဲ့ဟာကိုကောင်းကင်ဘဝကနေပြုတ်ကျလာအောင်သူတောင်းခဲ့တာမဟုတ်ဘူးပေါ့နော်ဒီနေရာမှာသူဒီလူတွေထဲမှာဘာရှိလဲဆိုပြီးသူအရင်မေးအဲ့ဒီခါမှာမုံ9လုံးနဲ့9နှစ်ကောင်ရှိတယ်အခန်းကြီး15မှာကျတော့မုံ9လုံးနဲ့9အနေငယ်ရှိတယ်လို့ပြောတယ်ပြောတဲ့ခါမှာသခင်ယေရှုကဘာလုပ်လဲဆိုတော့အခန်းငယ်14ရဲ့အခန်းငယ်16မှာဆိုရင်မုံ9လုံးနဲ့9နှစ်ကောင်ကိုလည်းယူ၍ကောင်းကင်သို့ကြည်မြော်လျက်ကျေးဇူးတော်ကိုချီးမွမ်းပြီးမှမုံနဲ့9ကိုဖဲ့၍တပည့်တော်တို့အားပေးပြီးဆိုတော့နံပါတ်1အချက်အနေနဲ့ပြောချင်တာဒီနေရာမှာသခင်ယေရှုဘာလုပ်လဲဆိုတော့မုံနဲ့9ကိုယူပြီးတော့ကျေးဇူးတော်ကိုချီးမွမ်းနေတဲ့ဆိုတဲ့အချက်လေးကိုပြောချင်တယ်နော်အဲ့ဒီမှာနံပါတ်1အချက်တို့ရဲ့အသက်တာထဲမှာသခင်ယေရှုကဒီလူ9000ဒီလူအုပ်ကြီးကိုကြွေးဖို့ရန်အတွက်လေလို့အရင်မေးတယ်ရှိတဲ့ခါမှာလေတပည့်တော်တွေကသူတို့ရှိတာမုံ9လုံးနဲ့9နှစ်ကောင်မုံ9လုံးနဲ့9အနေငယ်လို့ပဲပြောတဲ့ခါမှာလေသခင်ယေရှုကဒါပဲရှိတာလားဒီလူတအုပ်လုံးကိုကြွေးဖို့ရန်အတွက်ဒါပဲရှိတာလားလို့သခင်ယေရှုကပြန်မပြောခဲ့ဘူးပေါ့နော်ဘာလို့လဲချက်ချင်းပဲသူယူပြီးတဲ့ခါကျကျေးဇူးတော်ချီးမွမ်းတယ်ဒီချက်လေးကိုအားလုံးကိုဗာပြောချင်လဲဆိုတော့ဒီနှုတ်ပတ်တော်နားထောင်နေတဲ့သူတွေထဲမှာဂျပန်မှာနေတဲ့သူတွေလည်းပါမယ်မြန်မာနိုင်ငံကလူတွေလည်းပါမယ်ပေါ့နော်ဆိုတော့ဒီနေ့ညမှာပြန်ပြီးတော့စဉ်းစားစီခြင်းနဲ့စီခြင်းနဲ့ပေါ့နော်ကိုယ့်ရဲ့တက်တာထဲမှာဘုရားသခင်ကိုယ့်အပေါ်ဘာတွေကောင်းမြတ်ခဲ့လဲဘုရားရဲ့လောကကြီးထဲမှာအသက်ရှင်တဲ့ပြင်မလုံးတဲ့ခါကျတစ်ခါတလေမှာဘုရားကိုယ့်ပေါ်ကောင်းမြတ်တယ်ကောင်းကြီးပေးခဲ့တဲ့အရာတွေဘုရားသခင်ကိုယ့်ပေါ်မှာဒီနေ့ထိတောက်လျှောက်ကြည့်ရှုပေးခဲ့တဲ့အရာတွေနောက်ဆုံးအသက်ရှူရတဲ့လေယာစာကေတို့အလကားရတယ်အဲ့ဒါတွေအစာကေတို့တစ်ခါလောကကြီးမှာအသက်ရှင်ရတဲ့ခါမှာအရန်ပြင်မလာတဲ့ခါမှာဘုရားကိုကျေးဇူးမတင်နိုင်ခဲ့တာကြာနေပြီလားပေါ့နော်ဆိုတဲ့ခါလေးကိုပြန်ပြီးတော့အလုံးကိုစဉ်းစားသိချင်တယ်ပေါ့နော်ပြီးရခါမှာဘုရားသခင်ကကိုယ်လက်ထဲမှာပါပေးထားတယ်ပေးထားတဲ့အရာလေးတွေကိုကျေးဇူးတော်ချီးမွမ်းစေချင်တယ်ပေါ့နော်ဥပမာလက်ရှိကေတို့တနေ့မျက်စိမနဲ့မိုးလင်းလာနှလုံးဖွင့်ရတယ်ကေတို့မှာစားစရာအစားတောက်တည်ရှိရဲဂျပန်မှာနေတဲ့သူတွေဆိုရင်ငင်းချမ်းစွာနဲ့နေရတယ်ကောင်းစွာအိပ်ရတယ်ပေါ့နော်ဆိုတဲ့ခါကျဒါတွေကပြောရမယ်ဆိုရင်တိဖဖွဲလေးလို့ထားပြီးမဲ့ဘုရားသခင်ပေးထားတဲ့အရာတွေဖြစ်တယ်ပေါ့နော်ဆိုတော့သခင်ယေရှုလိုပဲကေတို့ရဲ့တရားထဲမှာသူများတွေကိုကြည့်ပြီးတော့သူများတွေကတော့ဒီလိုဖြစ်နေလို့ငါတို့မှဒါမျိုးမရှိဘူးအဲ့လိုမဟုတ်ဘဲနဲ့လက်ရှိလက်ထဲမှာကေတို့မှာပိုင်ဆိုင်နေတဲ့ဥစ္စာတွေမိဘတွေစောစောလေးရှိနေတဲ့သူတွေဆိုတော့ကျေးဇူးတင်တယ်ပေါ့နော်ဆိုတဲ့ခါကျဒီနေ့ညမှာဒီအစီအစဉ်ပြီးသွားတဲ့ခါမှာပေါ့နော်ဒီနှုတ်ကပတ်တော်နားထောင်ပြီးသွားတဲ့ခါမှာကိုယ့်ရဲ့အသက်တာကိုပြန်ပြီးတော့မအိတ်ခင်မှာပြန်စဉ်းစားစီစဉ်ခြင်းတယ်ပေါ့နော်ဒီနေ့ဒီဖျားသခင်ကိုယ့်ဘုံမှာဘလောက်ကောင်းမြတ်ခဲ့တယ်လဲကိုယ့်လက်ထဲမှာဘာတွေရှိနေသေးလဲဖျားသခင်ကိုယ့်ကိုဘာတွေခဲ့လဲဆိုတဲ့အရာလေးကိုပေါ့နော်ဖျားကိုပြန်နေပြီးတော့ကျေးဇူးတင်ပြီးတော့ပြန်ပြောစေခြင်းတယ်ပေါ့နော်အနေနဲ့ကေတို့ရဲ့ဘဝအသက်တာထဲမှာသူများနဲ့ရှင်လိုက်တဲ့ခါမှာတော့ကိုကဘာမှမဟုတ်ဘူးဖြစ်ကောင်းဖြစ်နိုင်တယ်ကိုဘာမှမဟုတ်ဘူးလို့လည်းထင်ကောင်းထင်နိုင်တဲ့သူတွေပါနိုင်တယ်ဒါပေမဲ့နံပါတ်1ချက်အနေနဲ့အားလုံးခွာပေးချင်တာလေးကကြတော့ကေတို့မှာရှိနေရတဲ့အရာသခင်ယေရှုလိုပဲအရင်ဆုံးပြန်လေပြီးဂျေဇုတင်တဲ့ရမယ်ပေါ့နော်ဆိုတဲ့အရာလေးကိုဒီနေ့ညမှာကေရဲ့အသက်တာလေဒီလိုပဲတွားလာပြီးတော့မှသူများကိုအားကြတာတော့ရှိရပေါ့နော်ဒါပေမဲ့
အားကြတဲ့ဥစ္စာအဲ့လိုမျိုးပေါ့နော်ကို့မှာရှိနေတဲ့ဖျားပိတ်ပါတွေကိုမိတ်တော့တွားလောက်အောင်တော့ဂိတ်ဘယ်တော့မှသူများအားမကြဘူးသူရန်ကောင်းလိုက်တာအဲ့လောက်ပဲဒါပေမဲ့ကို့မှာလည်းဖျားပါပေးထားလေကို့ကိုလည်းဖျားသခင်နေ့တိုင်းဘာတွေကောင်းကြီးပေးနေလဲဆိုတဲ့ဟာလေးပဲကဲအမြင်အောင်မိပြီးနေလာခဲ့တာဖြစ်တဲ့ကြောင့်မလို့ဒီနေ့ညမှာပေါ့ဒီနှုတ်ကပတ်တော်ထဲမှာသခင်ယေရှုကနံပါတ်1ချက်ပါလို့လဲဆိုတော့ရှိတဲ့အရာလေးကိုကြည့်လို့ချစ်ဆိုတော့ကေတို့ရဲ့တက်တာထဲမှာဒီနေ့ချိန်ဒီငငယ်ကလေးကဖျားပြုခဲ့ပေးတဲ့အရာတွေဒီကောင်းကြီးမင်္ဂလာတွေပြန်ပြီးတော့မျက်စိမိတ်ပြီးစဉ်းစားလိုက်တဲ့အခါမှာအများကြီးနော်အဲ့ဒီအရာလေးတွေကိုပြန်ပြီးတော့တင်တဲ့နှလုံးသားနဲ့ဘုရားသခင်စီကိုပြန်လဲပြီးတော့ဒီနေ့ညမှာသတိမအိတ်ခင်မှာပြန်စဉ်းစားစီချင်တယ်ပေါ့နော်ဆိုတဲ့ခါကျတော့ဒီနေ့နံပါတ်1ချက်ပြောချင်တာအရာတိုင်းမှာကေတို့ဘုရားသခင်ကိုကျေးဇူးတော်ချီးမွမ်းကြမယ်ပေါ့ကျေးဇူးတဲ့အရာလေးကိုနံပါတ်1ချက်အနေနဲ့ကေပြောချင်တယ်နော်နံပါတ်2အချက်ကကြတော့ကေကစမ်းစာတာအရှိကြီးဖတ်ခိုင်းလိုက်တာနော်ကေ highlight လုပ်သွားပဲဖြစ်တယ်ပေါ့နော်အဲ့မှာမုတ်ငါးလုံးနဲ့ငါးနှကောင်ကိုယူ၍အောင်းကင်သို့ကြည့်မြုံလို့တဲ့ဒီလိုဒီမှာငါးကိုဲ့၍တပည့်တော်တို့အားပေးတော်မူ၏ကျေးဇူးတော်ချီးမွမ်းတဲ့နေ့ချက်သူဘာလုပ်လဲဖဲ့တယ်နော်မုံနဲ့ငါ့ကိုသူ့ရဲ့လက်နဲ့ဖဲ့ပြီးမှတပည့်တွေကိုဝေဆိုပြီးတော့သူပေးလိုက်တာပေါ့နော်အဲ့ဒီမှာကဲတို့ဘာတွေ့ရလဲဆိုတော့သခင်ယေရှုကဘိုးရှိရနော်ပြန်ရှင်စီလောက်တည်းဟိုဒီလုံးဝကိုလက်ညှိုးညွှန်ရရေးဖြစ်ဆိုပြီးတော့ဒီလိုမျိုးဆိုပြီးအဲ့လိုမျိုးဘယ်လိုပြောမော်စရာတွေလိုမျိုးပေါ့နော်အဲ့လိုမော်ဒုတ်တန်နေနဲ့သူဒီလိုလောက်လိုက်တာမဟုတ်ဘူးပေါ့နော်သူ့ရဲ့လက်ထဲမှာကင်ပြီးမှကောင်းကင်ကိုကြည့်ပြီးမှဂျေဇုတော်ရဲ့လက်နဲ့ဖဲ့တာဖြစ်တယ်အဲ့ဒါကိုကတော့ဘာကိုပြောချင်တာလဲဆိုတဲ့အခါကျတော့သူပြောလိုက်လို့ရတယ်မုံနဲ့ရှိရမုံနဲ့ငါရှိကျွေးလိုက်ပွားစေလိမ့်မယ်သူပြောလို့ဘာလို့လဲဂျေဇုတော်ဘုရားကိုဂျေဇုချီးမွမ်းပြီးမှဆိုတဲ့အခါမှာကေကအဲ့ဒါကိုဘာပြောချင်ဒီနေရာမှာအဲ့ဒါဒီလဲနမိတ်လက္ခဏာဖြစ်ဖို့ရအတွက်သူဘာလုပ်တယ်အားထုတ်တယ် action ပါတယ်နော်မုံကိုဖဲ့လိုက်တယ်အဲ့ဒီခါကျဒီနံပါတ်2အချက်နဲ့လဲဆိုတော့ကေရိုတွေဂျပန်မှာနေကြတယ်ပေါ့နော်သူတွေလည်းရှိမယ်လုပ်တဲ့သူတွေလည်းရှိမယ်အလုပ်ဆိုလည်းအမျိုးမျိုးရှိမယ်တချို့ကဘိုက်သူတွေရှိမယ်တချို့ကတော့လည်းမဟုတ်ရှိမယ်အလုပ်မျိုးစုံနဲ့ကြကြတယ်ပေါ့နော်ဆိုတော့ဖះကိုဘာအလုပ်တီးပြီးထားလဲကေရိုဘယ်နေရာမှာထားရလဲပေါ့နော်ဆိုတဲ့ခါကျတော့ပေးထားတဲ့အလုပ်တွေကိုပေါ့နော် effort လို့ခေါ်တဲ့သူများကတော့ဒီလိုပြင်းနေလေပြင်းကောင်းပြင်းနေနိုင်ပေမဲ့ကေရိုကဖះကိုတည်ရယုံကြည်သူဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော် effort လို့ခေါ်တဲ့ကြိုးစားအားထုတ်ကောင်းမွန်လေးကေကတော့အလုပ်လုပ်စီချင်တယ်ပေါ့နော်ဆိုတော့ခါကျတော့နံပါတ်2အချက်အနေနဲ့ကတော့ဒီနေ့မှာကေပြောချင်တာဒီနေ့ညမှာမုံကတခင်ရှုကမုံကိုဖဲ့ပြီးတော့မှသူဝေပေးတယ်လို့ပဲကေရိုကိုဖျားတခင်ကအကောင်းဆုံးအလုပ်တွေကိုပေးထားတယ်ပေါ့နော်သူများနဲ့လုံးဝရှင်စရာမလိုပေါ့နော်ဖျားတခင်ကေရိုကိုပေးထားတဲ့အကောင်းဆုံးသောအလုပ်တွေကိုကေရိုရှိတဲ့နေရာမှာကြိုးစားစီခြင်းနဲ့အမှုတော်လုပ်ငန်းထဲမှာပါနေတဲ့တွားလဲအမှုတော်လုပ်ငန်းထဲမှာစနေတနင်္ဂနွေနေ့ပါတယ်ကိစ္စမရှိဘူးအဲ့ဒါကိုအကောင်းဆုံးလုပ်စီခြင်းနဲ့ပေါ့နော်ဆိုတဲ့ခါကျဒီဟာလေးကိုကြည့်လိုက်တဲ့ခါမှာကေရိုရဲ့နေ့စဉ်အသက်တာတွေထဲမှာအလုပ်မှာပဲဖြစ်ဖြစ်ဖျားเจ้าမှာပဲဖြစ်ဖြစ်ဖျားရဲ့အမှုတော်မြတ်ထဲမှာပဲဖြစ်ဖြစ်ကေရိုတွေ effort လို့ခေါ်တဲ့ကြိုးစားအားထုတ်မှုကိုအားထုတ်သွားတယ်ဆိုတဲ့ဟာလေးကိုကေကနံပါတ်2အချက်အနေနဲ့ပြောသွားချင်တယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီဟာကိုပြီးတော့မှဝေလိုက်တဲ့ဟာဘုရားသခင်လက္ခဏာကိုမြင်ရတာဖြစ်နော်။ဆိုတဲ့ခါကျနမိတ်လက္ခဏာဆိုတာကဒီလိုမျိုးပေါ့နော်တူတယောက်တည်းကောင်းစားဖို့အတွက်မဟုတ်ဘူးပေါ့နော်။သခင်ယေရှုနမိတ်သခင်ယေဒီမတဲမာကိုလူကယောဟန်ကိုဖတ်တဲ့ခါမှာသခင်ယေရှုရဲ့နမိတ်လက္ခဏာတွေကိုမြင်ရတယ်။မြင်ရတဲ့ခါမှာသခင်ယေရှုကဘယ်တော့မှသူ့အတွက်သူလုပ်တာမဟုတ်ဘုရားသခင်ရဲ့ဘုန်းထေရှားဖို့အတွက်နဲ့အများအတွက်ပဲသူလုပ်တာဖြစ်တယ်ပေါ့နော်။ဆိုတဲ့ခါကျတော့ကေရိုရဲ့တက်တာထဲမှာလည်းဒီလိုမျိုးပဲရှိတာလေးနဲ့ဖျားကိုကျေးဇူးတော်ချီးမွမ်းမယ်ပြီးရဲ့ခါမှာကေရိုကိုဖျားသခင်ပေးထားတဲ့အလုပ်တွေကိုအကောင်းဆုံးသစ္စာရှိနဲ့ကြားတဲ့နေရာမှာចောင်းသားအလျောက်စာကြိုးစားမယ်အလုပ်တွေတူလည်းအလုပ်တွေလျောက်သစ္စာရှိစွာနဲ့အလုပ်ပေါ်မှာတာဝန်ကျေစွာကြိုးစားမယ်ဆိုလို့ရှိရင်နမိတ်လက္ခဏာတွေကလိုက်လာမှာဖြစ်တယ်ပေါ့နော်ဖျားသခင်ကအလုပ်လုပ်တာလေးဟိုဘယ်လိုပြောမလဲပါဇက်ပြောနေပဲဘယ်လိုပြောမလဲလူပြင်းကြိုက်အုံဖွားဆိုတဲ့ပုံစံမျိုးနဲ့လုပ်ခဲ့တာမဟုတ်ပေါ့နော်နမိတ်လက္ခဏာ miracles တွေကိုပြန်ကြည့်လိုက်တဲ့ခါမှာအမြဲတမ်းအားထုတ်မှုပါတယ်ပြီးတဲ့ခါမှာဖျားဘုံထင်ရှားဖို့အတွက်ပဲသခင်ယေရှုကနမိတ်လက္ခဏာတွေလုပ်ခဲ့တာဖြစ်တယ်အဲ့လိုမှမဟုတ်ရင်ကေရိုခရစ်ယာန်တွေဘာမှလုပ်ဆရာမလိုလို့လေနော်ဖျားကကောင်းကြီးပေးမှာပဲရွှေဖြစ်စီငွေဖြစ်စီဆိုအကုန်လုံးငပြင်းနေဖြစ်ကုန်ပါလေနော်ဒါပေမဲ့ဖျားသခင်ကအားထုတ်ခိုင်းတယ်အလုပ်ကြိုးစားခိုင်းတယ်ကြိုးစားအားထုတ်မှုလိုတယ်ပြီးတဲ့ခါမှာဖျားကိုကျေးဇူးတော်ချီးမွမ်းမယ်ဆိုရင်ဂဲရိုရဲ့နောက်ကိုနမိတ်လက္ခဏာတွေနဲ့အတူကောင်းကြီးမင်္ဂလာတွေကလိုက်လာမှာဖြစ်တယ်အဲ့ဒီခါမှာဘာတွေဖြစ်သွားမလဲဆိုတော့ဂဲရိုကိုယ်တိုင်ကောင်းကြီးဖြစ်မယ်ပြီးတဲ့ခါမှာဂဲရိုရဲ့ပတ်ဝန်းကျင်ကောင်းကြီးဖြစ်မယ်
မိသားစုကောင်းကြီးဖြစ်မယ်လုပ်ငန်းခွင်ကောင်းကြီးဖြစ်မယ်နောက်ဆုံးတိုင်းနိုင်ငံထိပါဖျားသခင်ကောင်းကြီးဖြစ်စေချင်တာဖြစ်တယ်ပေါ့နော်ဒီနှုတ်ကပတ်တော်လေးထဲမှာကေရဒီတကြောင်းထဲနဲ့ပဲဒီနှစ်ချက်ကိုအဓိကပြောသားချင်တယ်ပေါ့နော်ဘာဖြစ်လဲဆိုတော့ဒီအားလုံးလေးကြားဖူးပြီးသားဖြစ်မယ်ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး1ထဲမှာဆိုလို့ရှိရင်ကာနာမျိုးရဲ့မင်္ဂလာဆောင်ကတကယ်တော့သခင်ယေရှုပထမဆုံးလုပ်တဲ့နမိတ်လက္ခဏာဖြစ်တယ်ပေါ့နော်ကာနာမျိုးရဲ့မင်္ဂလာဆောင်မှာစပြည့်ရေကုန်သွားတယ်စပြည့်ရေကုန်သွားတဲ့အခါမှာသခင်ယေရှုရောက်လာတယ်စပြည့်ကုန်သွားတော့အကုန်လုံးဘာလုပ်ကြမလဲသူတို့တကယ်ဆိုသခင်ယေရှုကပြောလို့ရတယ်နော်ရေဖြစ်စပြည့်ရေဖြစ်စေစပြည့်ရေပေါ်လာစေအုံဖွားဆိုပြီးပြောလိုက်လို့ရတယ်ဘာဖြစ်လဲဆိုတော့ကျမ်းစာကိုကေတို့ပြန်ဖတ်တဲ့အခါမှာတနေရာမှာသခင်ယေရှုကိုဒီယူဒရှကာယုန်နဲ့အတူတူနောက်ဆုံးသူ့ကိုဖမ်းဖို့လာတဲ့အခါမှာသူ့ရဲ့တပည့်တော်တယောက်ကအရန်စိတ်တူလို့အဲ့ဒီစစ်သားတယောက်ကိုဓာတ်နဲ့ခေါ်လိုက်တဲ့ခါမှာနားပြတ်သွားတယ်နားပြတ်သွားတဲ့ခါမှာသခင်ယေရှုချက်ချင်းပဲအဲ့ဒီလူရဲ့နားကိုအုံလိုက်တဲ့ခါမှာသူ့ရဲ့နားထွက်လာတယ်ပြောချင်တာအဲ့လိုမျိုးနမိတ်လက္ခဏာလှုပ်လို့ရပါမယ်သခင်ယေရှုဘယ်တော့မှသူ့အတွက်ဘယ်တော့မှသူနမိတ်လက္ခဏာမလုပ်ခဲ့ဘူးအဲ့နေရာမှာလေသူဘာဆက်ပြောလဲဆိုတော့တဲ့ငါအဖကောင်းကင်တမန်ငါအဖစီကိုတဲ့ငါ့ကိုတက်ဖို့လာတယ်ပေါ့နော်ငါအဖစီကိုငါဆုတောင်းမယ်ဆိုရင်ကောင်းကင်တမန်တစ်ကြိမ်လဲလွတ်ပေးနိုင်တယ်နှစ်ကြိမ်လဲလွတ်ပေးနိုင်တယ်ဒါပေမဲ့ငါအဖရဲ့အလိုတော်ပြန်အတွက်ငါဒီကားတိုင်းပေါ်တက်ရမယ်ဆိုပြီးသခင်ယေရှုပြောခဲ့တာဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့လို့ကေတို့ရဲ့အသက်တာရဲ့ထဲမှာနမိတ်လက္ခဏာတွေကိုကြည့်လိုက်တဲ့ခါတိုင်းမှာအဲ့ဒီကာနာမျိုးရဲ့မင်္ဂလာဆောင်ထဲမှာဆိုလေသခင်ယေရှုဘာလုပ်ခိုင်းလဲဆိုတော့ရေဖြည့်ခိုင်းနေစင်အိုးတွေထဲကိုစင်အိုး6လုံးထဲကိုရေဖြည့်ခိုင်းနေရေဖြည့်ပြီးတော့မှအဲ့ဒီရေကိုစပြည့်ရေဖြစ်စေဆိုပြီးတော့ပြောခဲ့တာဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့လို့ကေတို့ရဲ့အသက်တာထဲမှာကောင်းကြီးမင်္ဂလာတွေနမိတ်လက္ခဏာတွေဆိုတာကအမြဲတမ်းစူးစမ်းအားထုတ်မှုနဲ့တွဲနေရဲဆိုတဲ့ဟာလေးကိုဒီနေ့ညမှာအားလုံးကိုကေကဝင်ကားချင်တယ်ပေါ့နော်ဆိုတော့ခါကျဒါကတော့ကေရဲ့ကာယပိုင်းအသက်တာအတွက်ဖြစ်တယ်ပေါ့နော်ဒီနေ့ညမှာပြန်စဉ်းစားကြည့်ချင်တာဖျားခင်ကိုယ့်ပုံမှာကောင်းမြတ်ခဲ့တဲ့အရာတွေကိုပြန်ပြီးတော့စဉ်းစားပြီးမှစုအကြိုင်မတောင်းနိုင်တော့မှလीနော်ဖျားခင်ကျေးဇူးတင်နေဆိုပြီးတော့ပြောပြီးအိတ်စီချင်တယ်ပေါ့နော်နံပါတ်1ချက်ကကြတော့ဒီလာဘာပြောတနေ့လာနေရနေပဲဆိုပြီးအားလုံးလည်းအလုပ်ကြိုးစားကြတယ်ပေါ့နော်ဒါပေမဲ့ပေမန်းတစ်ခါလေအရန်ပေမန်းနေတော့ဂျပန်မှာနေရတာပေါ့နော်ဘယ်မှာပဲနေအလုပ်အရန်ပေမန်းနေဒါပေမဲ့အလုပ်ကိုပေါ့နော်အမြဲတမ်းကြိုးစားနဲ့လုပ်စီချင်တယ်ပေါ့နော်အားထုတ်မှုနဲ့အတူအဲ့ချိန်ကျရင်ကေတို့အတွက်ကောင်းကြီးမင်္ဂလာတွေကလိုက်လာမှာဖြစ်တယ်ပေါ့နော်အဲ့ဒါတော့ကေတို့ရဲ့ဒီဝိညာဉ်ရေးရပိုင်းကေတို့ခန္ဓာရေးရပိုင်းအတွက်ကိုဒီအချက်လေးအပြင်ကေက2ချက်ပြောသားချင်တယ်ပေါ့နော်နောက်ဆုံးအချက်ကကြတော့ကေတို့ရဲ့ဝိညာဉ်ရေးရအသက်တာပေါ့နော်အားလုံးကတော့ဒီလိုပြောရင်တော့တိတ်ကြိုက်မယ်မထင်ဘူးပေါ့နော်ပြန်မေးခွန်းထုတ်နိုင်တယ်ယုံကြည်သောအဖြစ်ကျေးဇူးတော်ကြောင့်ကတင်ချင်းကိုရောက်ပြီးပဲဘာတွေလိုသေးရလဲကြင့်နေရလို့ရှိရင်ဘာထူတော့မှလဲဆိုပြီးတော့လေကေကိုမေးချွန်းလေးလေမေးကောင်းမေးနိုင်တယ်ပေါ့နော်ဒါပေမဲ့ယောမဩဝါဒစာအခန်းကြီး7အခန်းငယ်7ထဲမှာပြောထားလဲဆိုတော့အာထုတ်ခြင်းအရာမှာပြင်းခြင်းမရှိပဲလေစိတ်တန်းသဖြင့်ဘုရားသခင်အလိုတော်တို့လိုက်၍အာထုတ်ကြလောတဲ့အဲကြောင့်ကေခုနကတော့မေးရပေါ့နော်သမီးစားပြီးလားဆိုအားလုံးလက်ထောင်ကြတယ်ကျန်စာ10မိနစ်လောက်ဖတ်ပြီးလားဆိုတော့တိတ်မမြင်လိုက်ရဘူးပေါ့နော်ပြောချင်တာကေတို့ကျန်စာအုပ်ဖတ်ဖို့ဆိုဘာမှမခက်ဘူးတော့အခုခေတ်ဆိုစာအုပ်နဲ့မဖတ်ချင်တော့ application တွေလေ download တွေဆွဲပြီးဖတ်လို့ရတယ်နော်နောက်ဆုံးအယုတ်ဆွဆုံး Facebook တွေပါမှာဆိုရင်သူများတွေကျမ်းပိုက်ကလေး share ပေးရပေါ့နော်အဲ့ဒါလေးဖတ်စက္ကန့်30တောင်မကြာဘူးထင်တယ်ပြောချင်တာအဲ့လောက်ကြီးကိုအားထုတ်ဖို့ပြောလို့ပြီးတော့ကျန်းစာအုပ်ကိုစာကြည့်လိုက်မှသွားငားပြီးမှစာအုပ်ဆိုင်မှာသွားငားပြီးမှဖတ်ရတဲ့ခေတ်လည်းမဟုတ်ဘူးလက်တကမ်းမှာပဲဖတ်ချင်ရှိရပေါ့နော်ဒါပေမဲ့ကေတို့တွေဆူတောင်းလားလို့ဆက်မိလိုက်တယ်ဆိုရင်ထပ်ပြီးတော့ဘာတွေထွက်လာအောင်လည်းမသိဘူးပေါ့နော်ပြောချင်တာအဲ့လိုပြောလို့ဂိမ်းလဲနေ့တိုင်းဆူတောင်းကျန်းစာဖတ်တဲ့အရန်ဟိုကောင်းတဲ့ခရစ်ယာန်တော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့အနည်းဆုံးတော့10မိနစ်2မိနစ်လောက်ကတော့အဲ့လိုကျန်းစာဖတ်ဆူတောင်းသိချင်တယ်ပေါ့နော်အားလုံးကိုယ့်အတွက်ဖြစ်တယ်ပေါ့နော်ဆိုတဲ့ခါကျဒီနေရာမှာယောမအခန်းကြီး7အငယ်7ထဲမှာပြောခဲ့သလိုပဲယုံကြည်သောအဖြစ်တော့ကေတို့ကျေးဇူးတော်ကြောင့်ကေတင်ချင်းတို့ရောက်ပြီးဘုရားသခင်ကသာအဲ့လို rule တွေနဲ့မဖြစ်မနေလုပ်ရမယ်ဆိုရင်တော့ကေတို့တွေအကုန်လုံးတရားမှတော့ကောင်းကင်ရောက်မှာမဟုတ်ဘူးပေါ့နော်လုံးဝကိုငရေဦးတော့မဟုတ်ဂျိုးကတ်တော့မှာပေါ့နော်ဒါပေမဲ့တကယ်ပဲကျေးဇူးတော်ကြောင့်ကေတို့ကေတင်ချင်းရောက်ပြီးမယ်လေကျန်းစာဖတ်ရမယ်ဆူတောင်းရမယ်ပေါ့နော်ဆိုတဲ့ခါကျဝိညာဉ်ရေးရအသက်တာအတွက်လေကေတို့ကျန်းစာကိုစူးစမ်းပြီးဖတ်စီခြင်းနဲ့ကျန်းစာကိုစုကိုစူးစမ်းပြီးတောင်းစီခြင်းနဲ့ကျန်းစာဖတ်တယ်ဆိုတာကကေတို့ဒါဖះနဲ့ face to face တွေ့တာဖြစ်တယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့နှုတ်ကပတ်တော်ဖះတကယ်မှုတ်သွင်းထားတဲ့အရာဖြစ်တယ်အကြာကြီးဖတ်ကြမလို့10မိနစ်ဆိုလည်းရတယ်2မိနစ်ဆိုလည်းရတယ်ပေါ့နော်ဆူတောင်းတယ်ဆိုတာလည်းပြန်စဉ်းစားကြည့်ရင်တော့ဟိုငယ်တော့ကိုလည်းနားလဲမူလွဲခဲ့တာပေါ့နော်ဆူတောင်းတယ်ဆိုရင်ဆူတောင်းသမျှတွေဒါအကုန်ရနေဘာလို့ဖို့လူသေးလဲပေါ့နော်တကယ်တော့ဆူတောင်းတယ်ဆိုတာကေတို့ဖះနဲ့စကားပြောတာဖြစ်တယ်ပေါ့နော်ဒီမှာမိသားစုဝင်တွေလည်းလူဖြစ်တဲ့အတွက်ကြောင့်လူမိသားစုတွေတောင်မှပေါ့နော်အနေဝေးရွားပြီးတော့ခါကျကြောင်းနဲ့ကြောင်းမတွေ့တာကြရင်ပြောစရာစကားတွေမရှိတော့ဘူးเนาะအဲ့လိုပဲပေါ့နော်ကေတို့လည်းအသက်ရှင်နေဖရားနဲ့အမြဲတမ်းစကားပြောနေဖို့လိုတယ်နောက်ဆုံးဘာမှမပြောနိုင်တော့မှအိတ်ခံနေကိုပေါ့နော်ဖရားသခင်ဒီနေ့အရန်ပင်ပန်းနေအိတ်ပါတော့မယ်စသဖြင့်ပေါ့နော်အဲ့လိုမျိုးလေးကေကတော့အဲ့လိုမျိုးအားလုံးဒီနေ့မှာပေါ့နော်ဝိညာဉ်ရေးအသက်တာတွေလည်းစူးစမ်းရမယ်အဲ့ဆိုတော့လူကပြင်းတတ်တယ်လीเนาะလူကပြင်းတဲ့အတွက်ကြောင့်မလို့ယောမ
ရှင်ဘောလူကရောမဩဝါဒစာထဲမှာပြောထားတယ်စူးစမ်းအားထုတ်ရမယ်တဲ့စူးစမ်းအားထုတ်ပြီးမှဖျားရဲ့အလိုတော်လိုက်ရမယ်ပေါ့နော်အဲ့လိုပြောလို့စူးစမ်းအားထုတ်ရမယ်ပြောလို့ကဲဒီချစ်ဆုံးရှုံးသွားတယ်လို့ပြောတာမဟုတ်ဘူးနော်ဒါပေမဲ့ကေတို့ရဲ့ဒီကောင်းကင်နိုင်ငံကိုမသွားခင်စက်ကြနေစဉ်ရဲ့အသက်တာထဲမှာလေဝိညာဉ်ရေးအသက်တာထွက်စူးစမ်းအားထုတ်ရမယ်ဆိုပြီးတော့ဘောလူကရောမဩဝါဒစာထဲမှာကေတို့ပြောခဲ့တယ်ပေါ့နော်ဒါကြောင့်မလို့ကေရဲ့အသက်တာထဲမှာကျတော့ဖျားသခင်ရဲ့နမိတ်လက္ခဏာတွေဆိုတာဘယ်တော့မှအဲ့လိုမျိုးအုံဖွာပေါ့နော်ဖြစ်စေဆိုပြီးတော့ဘယ်တော့မှမဖြစ်ဘူးဆိုတာတော့ကေကယုံကြည်ထားတယ်ဒါပေမဲ့ဘာအမြဲရှိလဲဆို action ဆိုတာအမြဲရှိရပြီးတော့ဖျားသခင်ကအရန်ကိုရုပ်တိဆန်နေပေါ့နော်သူလှုပ်သွားတဲ့ဥစ္စာလေးတွေကလေအရန်ကိုဟို miracles လဲဆန်တယ်လို့မျိုးတကယ်တမ်းတည်တည်ချာချာကြီးလိုက်တဲ့အခါမှာလူတွေကိုဟိုမျက်လဲစရာမျက်လဲပြတယ်လို့မျိုးလှုပ်သွားတာမဟုတ်ဘူးပေါ့နော်ကေတို့ကိုးကွယ်တဲ့ဖျားသခင်ဒါကြောင့်မလို့ဒီလိုမျိုးပေါ့နော် miracles တွေလို့ပြောလိုက်တဲ့ခါမှာလူတွေကတခါတလေကြားလို့ရှိရင်ရွှေဖြစ်စီငွေဖြစ်စီဆိုအကုန်လုံးအပြင်းနေဖြစ်ကုန်တော့မှာပေါ့နော်အဲ့မှာအသက်တာပိုင်းဆိုင်ရာကြတော့ကေကိုတွေတဖြည်းဖြည်းနဲ့ရုပ်ရော့လာတယ်ပေါ့နော်ဒါကြောင့်မလို့ဒီနေ့မှာတော့ကေရဒီတူတူလေးနဲ့ပဲပေါ့နော်ရှင်မသေးခရစ်ဝင်ငယ်တော့အမြဲတမ်းကြားဖူးခဲ့တဲ့ Sunday School ထဲမှာကြားဖူးခဲ့တဲ့မုံမလုံးနဲ့9နှစ်ကောင် story အဖြစ်နောက်ဆုံးမှာအားလုံးကေကအချက်3ချက်ဝေမျှသွားခြင်းနဲ့ပေါ့နော်နံပါတ်1ချက်ကေတို့မှာရှိနေတဲ့အရာတွေအားလုံးအတွက်ဒီနေ့ညမှာပြန်ပြီးစဉ်းစားစေချင်တယ်ပေါ့နော်ကို့မှာဖျားခင်ဘာပေးထားလဲကိုဒီနေ့ချိန်ဒီဖျားခင်ဘလောက်ကောင်းမြတ်ခဲ့လဲဆိုတဲ့ဟာလေးကိုကေကပြန်ပြီးအရောက်ချင်းစီတာစဉ်းစားဆင်ခြင်စေချင်တယ်ပေါ့နော်နံပါတ်2အချက်ကတော့ဖျားသခင်ယေရှုတင်ပေးလဲနမိတ်လက္ခဏာလုပ်တော့မယ်ဆိုအမြဲတမ်း action ပါတယ်ပေါ့နော်အားထုတ်မှုလေးပါတယ်အဲ့တော့ကြောင့်မို့ကေတို့ကလည်းဘာလုပ်ရမလဲဆိုတော့ဖျားပေးထားတဲ့အလုပ်အကောင်းဆုံးကြိုးစားရမယ်ပြီးခါမှာနေ့စဉ်အသက်တာအကောင်းဆုံးကြိုးစားပြီးအသက်ရှင်မယ်ဆိုရင်နမိတ်လက္ခဏာတွေနဲ့ကောင်းကြီးမင်္ဂလာတွေကကေတို့ရဲ့အသက်တာထဲကိုလိုက်လာမှာဖြစ်တယ်နံပါတ်3ချက်ကဒီလိုပဲနေ့စဉ်အသက်တာတွေတင်တာမကောက်ဘူးကေတို့ရဲ့အသက်ရှင်တဲ့ဖျားကိုယုံကြည်ရဖြစ်တဲ့ကြောင့်မလို့ယုံကြည်သူအနေနဲ့လည်းကေတို့ကြိုးစားပြီးတော့မှစံစာဖတ်ရမယ်စုတောင်းရမယ်ဒါဆိုလို့ရှိရင်ကေတို့ရဲ့မြေကြီးပေါ်မှာအသက်ရှင်တဲ့ခဏတာအသက်တာရောကောင်းကင်နိုင်ငံတမလွန်အတွက်ကောကေတို့ရဲ့အသက်တာထဲမှာနမိတ်လက္ခဏာတွေနဲ့ကောင်းကြီးတွေကလိုက်လာမှာဖြစ်တယ်အဲ့ဒီနမိတ်လက္ခဏာတွေနဲ့ကောင်းကြီးတွေကလည်းပြန်ကြည့်လိုက်တဲ့အခါမှာကေတို့အတွက်တင်ပဲမဟုတ်ဘူးကေတို့ရဲ့မိသားစုအတွက်လည်းကောင်းကြီးဖြစ်မယ်ကေတို့ရဲ့အလုံးနဲ့ပတ်သက်တဲ့ society အတွက်လည်းကောင်းကြီးဖြစ်မယ်ပြီးတဲ့အခါမှာကေတို့ရဲ့နောက်ဆုံးတိုင်းနိုင်ငံထိပါဖျားသခင်ကကေတို့အားဖြစ်မယ်အလွတ်လွတ်သွားမှာဖြစ်တယ်ဆိုတဲ့ဟာလေးကိုဒီနေ့ညမှာဒီချက်3ချက်အားဖြင့်နှုတ်ကပတ်တော်ဝင်ငါပြီးတော့အဆုံးသတ်ချင်ပါတယ်လို့အဆုံးသတ်မှာပေါ့နော်ကျင်ကိုကေခုနကပို့ထားတဲ့ဟာလေးကိုစုံပေါင်းနဲ့ဖတ်ပေးစီချင်ပါတယ်ကေကြက်တလုံးဝကြက်လို့မရလို့အတန်ထွက်ကကေရဲ့ဒီနေ့နှုတ်ကပတ်ပါဒီလောက်ထားဟုတ်အခုဖတ်လိုက်မယ်နော်ပတ်စံဟုံးပြနာခေpel tunga lungdam koni pasien hong piak na septe zong han cham chat ni ikha ding in lai siang tho sim ding thungit zong han cham chat ni twa hi le pasien nalam dang te imudinga e be kilo in kwan pi te veng ipam te atop na igam bupin pasien min than na hong hi ding hi amen ဒီမှာပေါ့နော်နှုတ်ကပတ်တော်ကြားနာသွားတဲ့အရောက်ချင်းစီတိုင်းကိုဖျားခင်ကောင်းကြီးပေးပါစေဘန်ဘက်သူကတော့ပါဟုတ်ပိုက်တိုင်းဆန်လုံးပြောတာကေးရပဲအဆုံးသတ်ရမယ်လို့ပြောထားရပါတော့ဆိုတော့ဒီနေ့ညမှာနှုတ်ကပတ်တော်ကတော့ဒီလောက်ပဲဖြစ်တယ်ပေါ့နော်အားလုံးလည်းပြန်ပြီးတော့အတစ်တဖန်ပေါ့နော်ဒီကြားနေငယ်တော့ကြားဖူးခဲ့တဲ့အားလုံးလည်း9နှစ်ကောင် story ထဲကနေပြီးတော့ပြန်နေပြီးတော့အတစ်တဖန်စဉ်းစားဆင်ခြင်စရာလေးနဲ့ဖျားကိုပြင်ပြီးတော့ကျေးဇူးတင်စရာလေးရှိမယ်လို့ထင်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီအစီအစဉ်ကိုနောက်ဆုံးမှာပေါ့နော်အခုအချိန်ပေါ့နော်10မိနစ်လောက်ပဲဖြစ်ဖြစ်အတူတကွအဆုံးသတ်ခြင်းနဲ့ဆုတောင်းခြင်းနဲ့ပေါ့နော်ဒီပဲဒီနှုတ်ကပတ်တော်အဖြစ်ရောက်ချင်တဲ့တက်တာထဲမှာပြန်လည်ပြီးတော့ဘာရီများဖျားကစကားပြောလဲပေါ့နော်အဲ့ဒါလေးကိုပြန်ပြီးတော့ဆုတောင်းပြီးတော့မှအဆုံးသတ်မှာတော့ဆရာပါပေါ့နော်ဒီအစီအစဉ်ကိုအဆုံးသတ်ဆုတောင်းပြီးတော့ပိတ်စီချင်ပါတယ်လို့ဟိုက်အားလုံးဆုတောင်းကြမယ်ပေါ့နော်အဆုံးသတ်ကတော့ဆရာပါဆုတောင်းပေးမယ်ပေါ့နော်ချင်းလိုပဲဖြစ်ဖြစ်Hallelujah. Oh, Sharahata Tapakamat Vigado, Sharabara. Hallelujah. Vanglian Topa Pasian, Lundamunge. Tunin Natate Tubanung Pia A. Natanu Nazat. Nasilanu Tungtonin. Tunong gen tezong telungay topa. Tuni in kani u. Nang makhus siyang tusong kongap na kul.
tua thu pi lo chi om lovin nang ma khu sungong tung te nang man thu pha to nong zek kik changin mi tam pia ring in nun tak na piang thei a hi na le tunin ka hun ka vai khem pe nang ma sunga ong ki ap zia ding ole pabsian anne ne na pi in lungda ma ko kha het lo le na kamal te simin nu ma sa kha het lo tampi takka manun kagam ka leina ngonu nang ma thu sunga ong ap halloween nang ma zia le tongban kong kal suan lo manun akisia le tang bangina khat ve kanun ta na boy nam theya tuni in japan gam ka hanguna nang ma tukal suan ke le japan gam jong sian nam theive ve ahi lam leitung ahi manina boy na katwa theina teu pabasian nang ma to kal suan khomin na thu sunga nuam sangiatin nang ma thu sunga to pa kalung tangkanga isuna khem pe onga pina nang ma zek le nang ma ziat le tongbang na kal suan thei kai na ko le na khu sungang ki ap kan nei sun teu nang ma min than na suak thei manin nang man mi mar khat chenun ta na thu pang piang zangang zeka dunia diang dia kina natanu to pa lama unzat saksem semilla ilai santa khang no tampi takte jong amau sunga thu le late ije bangina to pa gens khia ina mi te ade nun ta naman aswang na di aso na ding le kanun tan ong jang thei na hi lam mit phial banga to pa o nang ma zat ding hi lo zo in nang man to pa na de na banong zat ding in ka hong ki a pha wa mi mal khat chenun ta na thu pa tong phung vuin ong gwal zo pi ding in jesu khat be min siang tho sana ko siang tho sakya bin lungdam kon thung nang to pa siano amen Amen. Amen. Yes, siapa jadi kemai. chiu tai nai Ada wari No, desa. ko baကျေးဇူးတင်ပါတယ်